လုံးမှာ phone message ကိုဘယ်လိုယူကြမလဲပေါ့နော်ဘယ်လိုယူပေးရမလဲပေါ့နော်ဒီနေ့ဗီဒီယိုလေးကကိုကသူများခြံထားတဲ့ phone message ကိုအင်္ဂလိပ်လိုပြောပြီးတော့ဘယ်လိုယူပေးမလဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ English speaking လေးကိုလေ့လာတဲ့သင်ခန်းစာလေးဖြစ်တယ်ပေါ့နော်ဒီဗီဒီယိုလေးကတော့ English for Office Use ရုံးသုံး English စကားပြော series လေးရဲ့သင်ခန်းစာ12ပဲဖြစ်တယ်ပေါ့နော်အရင်ဗီဒီယိုတွေကလိုပဲအရင်သင်ခန်းစာတွေကလိုပဲပထမဆုံး situation background လေးတွေကိုအရင်ဆုံးလေ့လာမယ်ပြီးလို့ရှိရင်စကားပြောပေါ့နော်စကားလုံးအသစ်ကလေးတွေ vocabulary အသစ်ကလေးတွေကိုလေ့လာမယ်ပြီးလို့ရှိရင် dialogue ပေါ့နော် dialogue character တယောက်နဲ့တယောက်နဲ့စကားပြောတာတွေ dialogue လေးတွေကိုလေ့လာမယ်ပြီးလို့ရှိရင်အဲ့ dialogue လေးတွေကိုကိုကနားလည်လားမလဲလားပေါ်မှာမူတည်ပြီးတော့ဉာဏ်စမ်း behavior quizzes လေးတွေဖြေကြမယ်ပေါ့နော်ဒါဆိုရင် situation ကိုကြည့်လိုက်ကြစို့ပေါ့နော်Mo is answering another phone call ပေါ့နော်Mo ကဖုန်းဖြေနေနောက်ထပ်ဖုန်းတစ်ခုကိုဖြေနေရပေါ့နော် answering ဆိုဖြေနေရပေါ့နော် Mo is answering another phone call ပေါ့နော် this one is from ကိုမျိုးပေါ့နော်ဒီဟာကဒီတကောကတော့ဒီခေါ်နေတဲ့ဖုန်း call ကတော့ကိုမျိုးစီကနေ from ဆိုတာကိုမျိုးစီကပေါ့နော်မှာပေါ့နော်ဒီဖုန်း call ကတော့ကိုမျိုးစီကနေဖြစ်တယ်ပေါ့နော် Mo is answering another phone call this one is from ကိုမျိုးဟုတ်တယ်နော်အဲ့ဒါဆိုလို့ရှိရင် vocabulary လေးတွေသွားကြမယ်ပေါ့နော် take a message message ကို take ကယူထားပြီးတာပေါ့နော် take a message ကိုယူထားပြီးတာပေါ့နော်ခဲဟိုကဖုန်းတွေပိုင်းမှာဆိုရှင် can I take a message လို့ပါတယ်အဲ့လိုမျိုးပြောတာတွေပိုင်းငါ message ယူထားပေးရမလားအဲ့လိုမေးတာတွေပိုင်းပေါ့နော်အဲ့လိုမျိုးချိန်မှာသုံးတယ်ဒါကြတော့ take ကကြတော့ယူထားပေးတာပေါ့နော်ဒါကြောင့်မို့ message ယူထားပေးမယ်ပေါ့နော် out of the office ပေါ့နော်ရုံးမှာမရှိဘူးပေါ့နော် out of the office out ဖြစ်နေရုံးမှာမရှိဘူး out of the office ရုံးကနေမရှိဘူးရုံးမှာမရှိဘူးပေါ့နော်ဒီနေ့ဥပမာဆိုရှင်ကိုကပေါ့နော်email တို့ဘာလို့မှာဆိုရှင်ကိုကခွင့်ယူထားတယ်ဘာလို့ဆိုလို့ရှိရင် auto reply ရေးထားတယ်လေကိုဘယ်သူပဲ email ပို့auto reply နဲ့ out of the office ဆိုပြီးတော့ကိုကလောက်ထားတာမျိုးတွေရှိတယ်အဲ့ဒါမျိုးဆိုရင်တစ်ဖက်လူက email ပို့တဲ့ခါကျတော့ကိုဒီနေ့ရုံးမှာမရှိဘူးဆိုတာသူသိအောင်ပေါ့နော်အဲ့လိုမျိုးဒီမှာကျတော့ English စကားပြောဖြစ်တဲ့အတွက် out of the office English speaking မှာဆို out of the office ပေါ့နော်ဟို auto reply မှာကျတော့ out of office ပဲပို့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးပြီးရင် repeat ကကျတော့ထပ်ခါတလဲလဲလောက်တာပေါ့နော်နောက်တစ်ချိန်ပြန်လောက်တာပေါ့နော်အဲ့ဒါမျိုးပြော repeat after me ဆိုရင်ငါရဲ့နောက်ကနေလိုက်ပြောပါပေါ့နော်အဲ့လိုမျိုး repeat ဆိုတာထပ်နောက်တစ်ခေါက်ထပ်လောက်တာဒါမှမဟုတ်ရှင်ပြန်ပြောတာပေါ့နော်အဲ့လိုမျိုးပြန်ပြောရတော့ကိုကမိဘကိုပြန်ပြောတာအဲ့ဒါတွေပါပြောတာမဟုတ်နော်ပြန်ပြောရတော့ကိုယ့်ရဲ့နောက်ကနေပြီးတော့ပြန်လိုက်ဆိုတာပေါ့နော်စာလိုက်ဆိုတာတို့ပါတော့အဲ့လိုမျိုးဒါဆိုလို့ရှိရင်ပြန်ပြောကြည့်မယ်ပေါ့နော် take a message out of the office ပြီးရင် repeat take a message out of the office repeat အဲ့ဒါဆိုရင် dialogue လေးကိုတွားကြမယ်ပေါ့နော် dialogue လေးကမမူကနေပြီးပြောမယ်ပေါ့နော် good morning how may I help you တဲ့မင်္ဂလာနံနက်ခင်းပါပေါ့နော် how may I help you ကျမဘယ်လိုမျိုးကူညီပေးရမလဲဘယ်လိုမျိုးပေါ့နော် how ဆိုတာဘယ်လိုမျိုးကူညီပေးရမလဲပေါ့နော် how may I help you ပေါ့နော်ဖုန်းထဲကနေပြီးတော့မမူကနေပြီးတော့မေးလိုက်တယ်ပေါ့နော်ကိုမျိုးက sorry မမူကမေးလိုက်တာကိုမျိုးကနေပြီးတော့ဖုန်းဆက်တယ် I am Myo from Connection Limited ပေါ့နော်ငါ Connection Limited အဲ့ Connection Limited ဆိုတဲ့ကုမ္ပဏီကပေါ့နော်မျိုးပါတဲ့ I am Myo from ဘယ်ရလဲဆိုရင် Connection Limited ပေါ့နော် I am calling from Australia ငါတဲ့ Australia နိုင်ငံကနေပြီးတော့ပေါ့နော်ဖုန်းခေါ်နေတာပါတဲ့ I am calling from Australia May I speak to Colin in marketing ကျွန်တော်ပေါ့နော်ဒီ marketing department မှာပေါ့နော် marketing ဌာနမှာရှိတဲ့ကိုလင်းနဲ့စကားပြောလို့ရမလား May I speak to Colin in marketing နော် marketing department မှာရှိနေတဲ့ကိုလင်းပေါ့နော် Colin in marketing အဲ့သူနဲ့ကိုစကားပြောလို့ရမလားဆိုရင် May I speak to Colin in marketing ပေါ့နော်အဲ့ဆိုရင်မမကဘာပြန်ပြောလဲ I'm sorry စိတ်မကောင်းဘူးပေါ့နော် Colin is out of the office ကိုလင်းကဒီနေ့ရုံးမှာမရှိဘူးပေါ့နော် out of the office Colin is out of the office ကိုလင်းကရုံးမှာမရှိဘူးတဲ့ May I take a message နင်သူ့ကိုပြောချင်တဲ့စကားကိုပေါ့နော်ခြံခဲ့တယ်ပေါ့နော်ငါယူထားပေးရခြံခဲ့လို့ရတယ်ယူထားပေးရ message ယူထားပေးရမလားတဲ့ May I take a message ကိုမျိုးကနေပါမယ် Do you expect him back later today Do you expect him နင်ထင်လားပေါ့နော်
him back to ပြန်လာမယ်လို့ထင်လားပေါ့နော် later today ဒီနေ့နည်းနည်းနေဆောင်ရင်ပေါ့နော်ပြန်လာမယ်ညနေလောက်ပြန်ရောက်မယ်လို့ထင်လားပေါ့နော် do you expect him back later today တဲ့မမွားပါပြောလဲ I'm afraid he will be out of the office the whole day ဟောငါစိတ်မကောင်းငါပြောရမှာတော့အားနာတယ်ပေါ့နော် I'm afraid he will be out of the office သူကပေါ့နော်ဒီ office အပြင်ဘက်မှာရုံးပြင်မှာရှိနေမှာ the whole day ပေါ့နော်တနေ့လုံးပေါ့နော်ရုံးထဲမှာရှိမှာမဟုတ်ဒီနေ့တနေ့ကအပြင်မှာရောက်နေမှာတဲ့ I'm afraid အဲ့လိုမျိုးပေါ့နော်ငါပြောရမှာ I'm afraid ကငါကြောက်ပြောရမှာကြောက်တယ်တော့မဟုတ်ဘူးပေါ့ကွယ်ငါပြောရမှာစိတ်မကောင်းဘူးပေါ့နော် I'm afraid he will be out of the office the whole day နော်ကဲအဲ့ဒါလေးပြန်ပြောကြည့်မယ်ပေါ့နော် Good morning how may I help you I am Mew from Connections Limited I am calling from Australia may I speak to Colleen in marketing I'm sorry Colleen is out of the office may I take a message do you expect him back later today I'm afraid he will be out of the office the whole day dialogue ဆက်ပြောမယ်ပေါ့နော် in that case အဲ့ဒါဆိုလို့ရှိရင် I can leave a message အဲ့ဆိုလို့ရှိရင် message ထားခဲ့လို့ရတယ်တဲ့ငါ message ထားခဲ့ပါမယ်ပေါ့နော် please tell him that သူ့ကိုပြောပေးပါပေါ့နော် I would like to talk to him ငါသူနဲ့ပေါ့နော်စကားပြောချင်တယ်ပေါ့နော် as soon as possible ပေါ့ဖြစ်နိုင်အမြန်ဆုံးဖြစ်နိုင်လေမြန်လေပိုကောင်းလေပေါ့အမြန်ဆုံးပြောချင်တယ်ပေါ့နော် about the new product design ပေါ့နော်ဒီ product design ဒီထုတ်ကုန် design အသစ်နဲ့ပတ်သက်ပြီးပေါ့နော် new product design ထုတ်ကုန် design အသစ်နဲ့ပတ်သက်ပြီးပေါ့နော်ကျွန်တော်သူနဲ့စကားပြောချင်လို့တဲ့သူ့ကိုပေါ့နော်ကျွန်တော်ပြန်ခေါ်ပြီးဖို့နော်ပြောပြပါပေါ့နော် okay is there any particular time that you want him to call you ဟုတ်ကဲ့ပါပေါ့နော် okay ပါပေါ့နော် is there any particular time နင်းပေါ့နော်နင်းကိုခေါ်ဖို့လို့ပေါ့နော်နင်းကိုပြန်ခေါ်ဖို့လို့အတွက်အချိန်ပေါ့နော် that you want him to call you နင်းသူ့ကိုဘယ်ချိန်ပြန်ခေါ်ပေးရမလဲပေါ့ဘယ်ချိန်ပြန်ခေါ်လို့ရှိရင်နင်းအတွက်တင်တော်လဲပေါ့နော်အဲ့လိုမျိုးခေါ်ရဖို့အချိန်ရှိလားပေါ့နော် is there any particular time ပေါ့နော်အချိန်တစ်ခုနင်းအသက်မှတ်ထားတဲ့အချိန်တစ်ခုရှိလားတဲ့ that you want him to call you သူ့ကိုပြန်ခေါ်ဖို့လို့အတွက်တဲ့မျိုးကပါပြောလဲ he can ring me at my office anytime tomorrow ပေါ့နော် he can ring me ဆိုတာငါ့ကိုဖုန်းခေါ်တာကိုပြောပါပေါ့နော် he can ring me ငါ့ကိုဖုန်းခေါ်လို့ရတယ် at my office ငါရဲ့ရုံးပေါ့နော်ရုံးခန်းကိုပေါ့နော် anytime tomorrow anytime ဘယ်အချိန်မဆိုပေါ့နော် tomorrow မနက်ဖြန်ဘယ်အချိန်မဆိုငါရဲ့ရုံးခန်းကိုသူဖုန်းခေါ်လို့ရတယ်တဲ့ငါ့ကိုတဲ့ my country code is 61ပေါ့နော်သူက Australia ကနေခေါ်နေတာဆို Australia country code ရှိရပေါ့နော်အဲ Australia country code က61နဲ့ area code 3တဲ့ area code က3တဲ့ number က5155716ပေါ့နော်ဖုန်းနံပါတ်ကတော့5155716ပေါ့နော်ဒါသူ့ရဲ့သူ့ကိုပြန်ခေါ်မယ်ဖုန်းနံပါတ်အပြည့်စုံပေးရပါတော့ country code ကို area code ကိုဖုန်းနံပါတ်အပြည့်စုံပေးရပါတော့ကဲအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလေးပြန်ပြောကြည့်ပါတော့မျိုးကနေပြီး in that case I can leave a message please tell him that I would like to talk to him as soon as possible about the new product design okay is there any particular time that you want him to call you he can ring me at my office anytime tomorrow my country code is 61 area code 3 number 5155716 okay as a dialogue လေးဆက်ပြောမယ်ပေါ့နော်မမွာ okay let me repeat that back to you Mr. Mew sorry let me repeat that back to you ပေါ့နော်အဲ့ဆိုဟုတ်ကဲ့ပါပေါ့နော်ကျမပေါ့နော်ဒီ information ကိုပေါ့နော်ဒီမှတ်ထားတဲ့ဟာတွေကိုထပ်ပြီးတော့ကျမပြန်ပြီးတော့ပြောပြမယ်ပေါ့နော် let me repeat that back to you ပေါ့နင်းကိုပြန်ပြောပြမယ်ပေါ့နော် information မှန်လားမမှန်သူမှတ်ထားမှန်လားမမှန်လားဆိုတာ Mr. Mew from Connection Limited country code 61 areas code 3 number 5155716ပေါ့နော်အဲ့တော့connection limited ရဲ့ Mr. Mew connection limited company ကနေခေါ်နေတဲ့ Mr. Mew country code က61 area code က number 3 phone number က5155716ပေါ့နော် call back as soon as possible regarding the new product design ပေါ့နော်call back as soon as possible ဆိုတာဖုန်းပြန်ခေါ်ရမယ်အမြန်ဆုံးဖြစ်နိုင်ပြီအမြန်ဆုံးပေါ့နော်အမြန်ဆုံးဖြစ်နိုင်တယ် as soon as possible
regarding the new product design ဒီပေါ့နော်ဒီထုတ်ကုန် design အသစ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောဖုန်းပြန်ခေါ်ရမယ်အမြင်ဆုံးပေါ့နော် I think you will be available all day tomorrow at that number ငါထင်တယ်ပေါ့နော်နင်ကမနက်ဖြန်ပေါ့နော် tomorrow ပေါ့ all day all day ပေါ့နော်မနက်ဖြန်တနေ့ကုန်နင်ကဒီဖုန်းနံပါတ်မှာနင်ဟိုပေါ့ဒီဖုန်းနံပါတ်နင်ကိုဘယ်ချိန်ဆိုပြန်ခေါ်ရမယ်ပြန်ခေါ်နိုင်တယ်ဟုတ်တယ်မလားပေါ့နော်ငါလို့ထင်တယ်ဟုတ်လားပေါ့နော် That is correct မှန်ပါတယ်တဲ့မမ okay I will give him the message ပေါ့ okay ပေါ့နော်အဲ့ဆိုငါ message ကိုပေးလိုက်ပါမယ်တဲ့ he will get back to you as soon as he can သူကပေါ့နော်နင်ကိုဖုန်းပြန်ဆက်လိုက်မယ်သူအမြန်ဆုံးဆက်နိုင်ပြီသူအမြန်ဆုံးပြန်ဆက်လိုက်မယ်တဲ့အဲ့ဆိုမမျိုးကကိုမျိုးက thank you goodbye တဲ့ကျေးဇူးတင်ပါတယ်တဲ့အဲ့ဆို goodbye ပါတဲ့အဲ့ဆိုတော့ဒါလေးကိုပြန်ဖတ်ပြမယ်ပေါ့နော် okay let me repeat that back to you Mr. Myo from Connection Limited country code 61 areas code 3 number 5155716 call back as soon as possible regarding the new product design I think you will be available all day tomorrow at that number that is correct okay I will give him the message he will get back to you as soon as he can thank you goodbye အဲ့ဆိုလို့ရှိရင် dialogue လေးကိုအစားဆုံးပြန်ဖတ်ပြမယ်ပေါ့နော် Good morning how may I help you I am Myo from Connections Limited I'm calling from Australia may I speak to Colin in marketing I'm sorry Colin is out of the office may I take a message do you expect him back later today I'm afraid he will be out of the office the whole day In that case, I can leave a message. Please tell him that I would like to talk to him as soon as possible about the new product design. Okay, is there any particular time that you want him to call you? He can ring me at my office anytime tomorrow. My country code is 61, area code 3, number 5155716. Okay, let me repeat that back to you. Mr. Myo from Connection Limited, country code 61, areas code 3, number 5155716. Call back as soon as possible regarding the new product design. I think you will be available all day tomorrow at that number. That is correct. Okay, I'll give him the message. He will get back to you as soon as he can. Thank you. Goodbye. အဲ့ဒါဆိုလို့ရှိရင်ညစမ်းပဟေရီလေးတွေတွားကြမယ်ပေါ့နော် What is the primary reason ကိုမျိုး is calling Colin ပေါ့နော်ကိုမျိုးကပေါ့နော်ကိုလင်းကိုဘာကြောင့်ဖုန်းခေါ်ရတာလဲ To follow up on a previous conversation ဆိုတာအရင်ပြောပြီးသားစကားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီး follow up ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာထူးလဲဆိုပြီး follow up လိုက်နေရလားတဲ့ To confirm his contact information ဒါမှမဟုတ်ရှင်ဟိုပေါ့ကိုလင်းရဲ့ contact information မှန်ဆို confirm ပေါ့နော်မှန်ကိုမေးဖို့လို့အတွက်ဖုန်းဆက်တာလားတဲ့ To discuss the new product design ဒါမှမဟုတ်ရှင် new product design နဲ့ပတ်သက်ပြီးတော့ပေါ့နော် product design ကထုတ်ကုန် design အသစ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးချင်လို့လားတဲ့ဒါမှမဟုတ်ရင် to schedule a meeting for the following week ပေါ့နော်ဒါဆိုလို့ဒါမှမဟုတ်လို့ရှင်ပေါ့နော် meeting များပေါ့နော်ဟိုနောက်တစ်ပတ်တည်းမှာ meeting ခေါ်ခြင်းလို့ meeting change ခြင်းလို့ဖုန်းခေါ်တာလားတဲ့ကဲအဲ့ဆိုရင်ဘာဖြစ်မယ်ထင်လဲ C ပေါ့နော် new product design အဲ့ဆို C okay နံပါတ်2 according to Mo တဲ့ when will Colin be available in the office တဲ့မမိုးရဲ့ပြောပုံရပေါ့နော်ကိုလင်းကတဲ့ဘယ်ချိန်မှာဘယ်ချိန် one ပေါ့နော်ဘယ်ချိန်မှာရုံးမှာရှိမလဲပေါ့နော် A he will be back later in the day ပေါ့နော်ဒီနေ့ညနေလောက်သူပြန်ရောက်မှာလားတဲ့ he will be back later in the day ပေါ့နော် B ကကြတော့ he is not expected back in the office at all that day ပေါ့နော်ဒီနေ့ at that day ဆိုတာအဲ့ဒီနေ့မှာပေါ့နော် he is not expected back ပေါ့နော်သူ့ကိုမမျှော်လင့်ထားဘူးပေါ့နော် in the office at all ပေါ့နော်သူ့ကိုရုံးခန်းမှာရှိမယ်လို့လုံးဝမမျှော်လင့်ထားဘူးအဲ့ဒီနေ့မှာပေါ့နော် C he is currently on another call ပေါ့နော်ဒါမှမဟုတ်ရင်ကိုလင်းอ่ะပေါ့နော်အခုပေါ့နော်နောက်တစ်ခုဖုန်းနောက်တစ်ခုကိုပေါ့နော်လက်ခံဖြေချနေလို့လားပေါ့နော် D he will be available the next morning ဒါမှမဟုတ်လို့ရှိရင်ကိုလင်းอ่ะမနက်အားမှာလားတဲ့ဒီအဲ့ဆိုလို့ရှိရင်ဘယ်ချိန်မှာကိုလင်းအားမယ်လို့ပြောလဲ
ကိုလင်းအားမယ်လို့တော့မပြောဘူးသူပြောတာကိုလင်းဒီမှာမရှိဘူးလို့ပြောတာအဲ့တော့ B answer ကဟုတ်တယ်နော် he is not expected back in the office at all that day okay number 3ပေါ့နော် from which country is ကိုမျိုး making the phone call ပေါ့နော်ကိုမျိုးကနိုင်ငံခြား phone call ခေါ်နေရပါတော့ကိုမျိုးကအဲ့တော့ which country ဘယ်နိုင်ငံကနေ phone ခေါ်နေရလဲ A the United States ပေါ့နော် US America ကနေခေါ်နေရလားတဲ့ B the UK ပေါ့နော် the United Kingdom ဟိုဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဟိုအင်္ဂလန်တို့ဘာလို့အဲ့လိုမျိုး UK ကနေခေါ်နေရလားတဲ့ C Australia နိုင်ငံခေါ်ရလားတဲ့ D မြန်မာနိုင်ငံကနေဖုန်းခေါ်နေရလားတဲ့အဲဆိုရင်ဘယ်လိုဖြစ်မလဲ C ပေါ့နော် Australia ကနေဖုန်းခေါ်နေ Okay number 4 what key action does Mo perform to ensure the message is accurate before ending the call ပေါ့နော်ဟိုမမိုးကပေါ့နော်ဘာလုပ်လဲ perform ကဘာလုပ်လဲပေါ့ to ensure the message is accurate ဒီ तू လက်ခံရရှိတဲ့ message ကမှန်နဲ့ပတ်သက်ပြီးတော့ तू ဘာလုပ်လဲ before ending the call ဖုန်းကိုဖုန်းမချခင်မှာပေါ့ key action သူဘာလုပ်လဲပေါ့နော်သူမမိုးကသူ message သူရထားတဲ့ဟာကိုမှန်နဲ့ပတ်သက်မှန်ပေါ့နော်တေချာအောင်လို့သူကဖုန်းမချခင်မှာဘာလုပ်လဲပေါ့နော် A she transfers the call to Colin's voicemail ပေါ့နော်သူကပေါ့နော် Colin voicemail တွေကိုသူကဒီဖုန်း call ကို transfer လုပ်လိုက်တယ်တဲ့B she asked for the spelling of ကိုမျိုး company name ပေါ့နော်ဒါသူကပေါ့နော်ကိုမျိုး company ပေါ့နော်ကိုမျိုးရဲ့ကိုဖုန်းဆက်တဲ့ကိုမျိုးရဲ့ company နာမည်ကိုနာမည်ကိုပေါ့နော်ဟို spelling ကိုသူမေးတယ်ပေါ့နော် spelling ပေါင်းပြပါဆိုပြီးမေးတယ်တဲ့ C she repeats the details of the message back to ကိုမျိုးပေါ့နော်သူကပေါ့နော်ဒီ message ပေါ့ကိုမျိုးပြောခဲ့တဲ့ message တွေမှန်သမျှ detail ပေါ့နော်ဟိုအသေးစိတ်ကိုသူကပြန်ပြီးတော့ထပ်ဟိုပြန်ပြီးရွတ်ပြတယ်ပေါ့နော် D she asked ကိုမျိုး to send a follow up email ဒါမှမဟုတ်လို့ရှိရင် तू ကပေါ့နော်ကိုမျိုးကိုဟို message လေးတော့email လေးတော့ငါ့ကိုပို့ပေးပါဆိုပြီးတော့ request လုပ်တော့တောင်းဆိုတယ်ပေါ့နော်ကဲအဲ့ဆိုရင်ဘာဖြစ်မယ်ထင်လဲသူက C ပေါ့နော် she repeat the detail of the message သူကနောက်တစ်ခေါက်ထပ်ပြီးတော့ရွတ်ပြ message တွေသူမှန်မှတ်ထားမှန်ဆို message တွေရွတ်ပြပါပေါ့နော်အဲဒါကြောင့်မို့ C ကဲ number 5ပေါ့နော် number 5က when does ကိုမျိုး indicate he will be available for a return call ပေါ့နော်ကိုမျိုးကတဲ့သူပေါ့ဘယ်ချိန်မှာသူပေါ့ဘယ်ချိန်ဟိုဒီဖုန်းပြန်ခေါ်ဖို့လို့ပေါ့နော်သူဘယ်ချိန်မှာအားတယ်ဆိုပြီးသူပြောလေဘယ်ချိန်အားတယ်ဆိုပြီးကိုမျိုးကပြောလေတဲ့ဖုန်းခေါ်တာကိုလက်ခံဖို့ဖုန်းပြန်ခေါ်တာကိုလက်ခံဖို့လို့သူဘယ်ချိန်မှာအားရဆိုတာသူပြောလေ A anytime on the following day ပေါ့နော်နောက်တစ်နေ့ပေါ့နော်ဘယ်ချိန်မဆိုသူအားရလို့ပြောတယ် B as soon as possible on the same day ဒါမှမဟုတ်ရင်သူကဒီနေ့ပဲပြောချင်တယ်ပေါ့နော်ဒီနေ့ချက်ချင်းပေါ့နော်ဘယ်ချိန်ကိုလင်းအားမယ်ချက်ချင်းပြန်ခေါ်ပေါ့နော်ချက်ချင်းဒီနေ့တနေ့တွေမှာသူကပြန်ပြောချင်တယ်တဲ့ဒါမှမဟုတ် C immediately after calling return to the office ဒါမှမဟုတ်ကိုလင်းကရုံးပြန်ရောက်ရင် return to the office ရုံးပြန်ရောက်ပြီးချင်းပေါ့နော်သူ့ကိုဖုန်းပြန်ခေါ်ခိုင်းတာလားပေါ့ D only in the morning of the next day ဒါမှမဟုတ်လို့ရှိရင်နောက်တစ်နေ့ရဲ့မနက်ခင်းတစ်ပိုင်းပဲသူအားတာလားတဲ့အဲ့ဆိုဘာဖြစ်မယ်ထင်လဲ A ပေါ့ဟုတ်တယ်မလား तू ကဘယ်ချိန် anytime on the following day ဆိုနောက်တစ်နေ့ရဲ့ဘယ်ချိန်ဆို तू အားတယ်လို့ပြောတာပေါ့နော်ကဲအားလုံးပဲအဖြစ်မှန်မယ်လို့လည်းမျှော်လင့်နေပေါ့နော်ဒီလိုမျိုးသင်ခန်းစာလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ဗီဒီယိုလေးကို like လုပ်ပေးပြီးတော့ channel လေးကို subscribe လုပ်ထားပေးပါပြီး notification bell လေးလည်းနှိပ်ထားလို့ရှိရင်ဟိုနောက်ထပ်ဗီဒီယိုလေးတင်တဲ့ခါကြလို့ရှိရင်လည်းမလွတ်တော့ဘူးပေါ့နော်ကဲအားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ထပ်ဗီဒီယိုတစ်ခုမှပြန်တွေ့ကြမယ်နော်တတာ